အခုနောက်ပိုင်းရေတို့ရှိမှဒီ mascot လေးတွေအရန်အမေးများလာတယ်အဲ့အမေးများလာတဲ့နဲ့အတူဒီအကောင်လုံးကလည်းသိချင်ကြတာပေါ့နော် business owner တော်တော်များများကဘာလို့ဒီ mascot လေးတွေကအရေးကြီးရလဲဒီ mascot လေးတွေကိုသူတို့ရဲ့ brand တွေမှာဘယ်လိုတောင်းရလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြောချင်တာအရင်ဆုံးဒီ mascot လေးတွေကကိုယ့်ရဲ့ brand အတွက်ဘာလို့အရေးကြီးလဲပေါ့နော်Harvard Business Review ရဲ့ဒီ research အရဆိုလို့ရှိရင်ဒီ brand တွေမှာmascot တွေသုံးပြီးတော့ကြော်ညာခြင်းကရိုးရိုးကြော်ညာခြင်းထပ်ပို့ပြီးတော့52%တောင်မှပို့ပြီးတော့ပေါ့နော်brand ကိုပို့ပြီးတော့မှတ်မိတယ်ပို့ပြီးတော့ recognize ဖြစ်တယ် awareness ပို့ရတယ်လို့သူကပြောထားရပေါ့နော်ပြောချင်တာကတော့ဒီ brand တွေမှာဒီ mascot လေးတွေကျင်ညာရဲဆိုလို့ရှိရင်လူတွေကပို့ပြီးတော့ပေါ့နော်ပို့ပြီးတော့မှတ်မိသွားတယ်ဒီ mascot လေးတွေကအဓိကချစ်ဖို့လည်းရန်ကောင်းတယ်လေထောင်လေးသုံးလေးနဲ့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ပို့ပြီးတော့မှတ်မိလွယ်တယ်ပေါ့နော်ရိုးရိုးတန်းကျင်ညာရဲဆိုလို့ရှိရင်တော့တိတ်ပြီးတော့ emotional attachment မဖြစ်ဘူးပေါ့နော်နောက်တစ်ခုဘာကြောင့်အရေးကြီးလဲဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီ Facebook မှာပေါ့နော်အမြဲတမ်းသတိထားပြီးတော့ဒီကိုယ့်ရဲ့တကယ်ချင်း post နေတာ2ခု3ခုပြီးရတယ်ဒီကြော်ညာတစ်ခုလာတယ်2ခု3ခုပြီးရတယ်ကြော်ညာတစ်ခုလာတယ်ကြော်ညာတွေကို Facebook မှာကဘယ်လိုမှချောင်လဲလို့မရတော့ဘူးမရတဲ့အတွက်ကြော်ညာတွေကိုလူကမဖြစ်မနေကြည့်ရတယ်ကြော်ညာတဲ့အချိန်မှာကြော်ညာတွေကအရင်များတဲ့ခါကျတော့လူတွေကခေါင်းထဲမှာမမှတ်မိတဲ့အချိန်မှာ mascot လေးနဲ့ကျင်ညာဆိုလို့ရှိရင်ဟာကနေဟင်ကနေဖြစ်သွားတယ်သူတို့ကဒါ soul stopping content လို့လည်းခေါ်ရပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဟိုကဆွဲနေရဒီ Facebook ကိုပုတ်တာနေပြီးတော့ mascot လေးတွေ့တဲ့အချိန်မှာရက်သွားတဲ့အတွက်ကြောင့်မို့ဒါဒီ Facebook ပုတ်နေရနေပြီးတော့ရက်သွားတဲ့ content type တစ်ခုပေါ့နော်အဲ့လိုပြောလို့လည်းရတယ်။ဒီကိုယ်တိုင်လည်းအခုထိုင်းရောက်နေတဲ့အချိန်မှာဒီဘာကိုသိထားကြည့်မိလဲဆိုလို့ရှိရင်ဒီ marketing တွေဘယ်လိုလုပ်လဲကြည့်မိတဲ့အချိန်မှာဒီ mascot တွေကိုခုနောက်ပိုင်းတွင်ကြဲသုံးလာကြရပေါ့နော်ဒါရည်မြင်ခဲ့တဲ့ mascot တွေပေါ့နော်ရည်ကိုယ်တိုင်ရိုက်ခဲ့ရတော့မဟုတ်ဘူးပို့ပြီးတော့ကြည်လေးနဲ့လေးဖြန့်အောင်လို့ဒါ internet ကနေရှာပြီးတော့ထည့်ထားပါပေါ့နော်မြန်မာနိုင်ငံမှာတော့တိတ်ပြီးတွင်ကြဲသုံးတာတော့မရှိသေးဘူးပေါ့နော်တချို့ brand တွေလည်းရှိပါတယ်ဒါပေမဲ့ဟိုလိုအရင်ကြီးများနေတဲ့မှာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမများနေတဲ့အတွက်ကြောင့်မလို့ဈေးကွက်ကိုလက်ဦးမှုကြယူဖို့လိုတယ်ပေါ့နော်ကိုကအခုချိန်မှာ mascot တွေနဲ့ကြော်ညာနောက်ပိုင်းကျရင်တချို့အရန် mascot တွေသုံးလာအများလို့ရှိတယ်တစ်ချိန်ချိန်မှာ mascot တွေကဒီမှာတွေကမှတ်မိဖြစ်သွားတယ်ဒါပေမဲ့အခုလိုမျိုးဒါ market ပြောင်းဆိုအသစ်စနေတဲ့အချိန်မှာတော့ဒီ mascot တွေကိုကိုယ့်ရဲ့ဒီ post design တွေမှာထည့်တော့နောက်ပြီးတော့ဒီကိုယ့်ရဲ့ sign ရှင်းမှာပေါ့နော်ဒီ mascot ရုပ်လေးပေါ့နော်ရည်လိုလိုမျိုးချထားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်လို့ရှိပို့ပြီးတော့ကိုယ့်ရဲ့ brand ကိုသူများကြီးထပ်ပို့ပြီးတော့မှတ်မိစေမှာပေါ့နော်အခုကလည်း attention is money ဖြစ်နေတယ်လူတွေရဲ့ attention ကိုကြားရဲဆိုတာပတ်စံရတယ်အဲ့တော့ကြောင့်မလို့အခုကတည်းကစပြီးတော့ဒီတိတ်မတွင်ကျဲတဲ့အချိန်မှာကိုယ့်ရဲ့ brand ကဒီ mascot လေးတွေကိုသုံးပြီးတော့ကြော်ညာပြီးတော့ဒါ business owner တွေအနေနဲ့ဒီထက်ပိုပြီးတော့အောင်မြင်ပါစေလို့ယတိယတရားနေပြီးတော့အကြံပြုဆွေးနွေးပေးပါတယ်ရှင်